ကျွန်တော်ငယ်ငယ်ကရက်ကွက်ထဲမှာကျွန်တော်ကစားလို့ရှိရင်ကျွန်တော်ကလေးတွေကိုအမြဲတမ်းကျွန်တော်ဘိုလ်လုပ်ပါတယ်ကျွန်တော်ငယ်ငယ်တွေကကလေးတွေကိုဘိုလ်လုပ်တဲ့အချင်းအမြဲတမ်းပါလာကစားရင်ကျွန်တော်ကလေးဘိုလ်လုပ်ရမှာကျွန်တော်ဂျင်းနေတယ်ကျွန်တော်ကကြီးလာတဲ့ဒီကျွန်တော်ကလေးဘိုလ်လုပ်တဲ့အချင်းကကျွန်တော်မှာပါလာတော့ကျွန်တော်ရက်လို့မရအခုလည်းကျွန်တော် IC ကမျိုးဆက်တဲ့ကလေးတွေကိုကျွန်တော်ဘိုလ်လုပ်ပြီးတော့ကျွန်တော်တပုတ်လောက်ကျွန်တော်ဆိုရင်ကောင်းတယ်ဒီဘက်ကဆရာချစ်ရဲ့သမီးငယ်ငယ်လေးကိုခဲတာကြီးမင်းတန်ခိုင်ကိုခဲတာငယ်ဆုံးလေးဇက်လို့ခေါ်တယ်မင်းတန်ခိုင်က18နှစ်ငယ်ငယ်လေးက16နှစ်ဇက်က15နှစ်ကျွန်တော်က73နှစ်
ပြောစရာကြီးပဲအိုင်ဇီယာတူရီတူမတွေနဲ့ဆိုတော့အခုမှပဲကျွန်တော်ဘာကြီးမျိုးကြီးဆိုတဲ့နာမည်နဲ့လိုက်သွားတယ်